များတို့ဖွင့်လာတဲ့မေးတာမေးနေတယ်တကယ်တော့သူကတကားကိုဆွဲဖွင့်ပြီးဝင်လာနေပြီးသားပါဘာဖြစ်လို့လဲကျွန်တော်ကတမင်တက်တက်ပြန်မေးလိုက်တယ်ခမများတို့မဖွင့်ဘူးပိတ်တယ်ထင်လို့သူကပြန်ဖြေလိုက်တယ်ဘာဖြစ်လို့အဲ့ဒီလိုထင်ရတာလဲလို့ကျွန်တော်ကစစ်မေးလိုက်ပြန်တယ် parking lot ထဲမှာကားတစ်စီးမှမတွေ့လို့လေသူကပြန်ဖြေလိုက်တယ်ဟာ parking lot ထဲမှာကားဘယ်နှစင်းရှိလဲလိုက်ရည်ကြည့်ပြီးမှကျွန်တော်တို့ကဖွင့်တာမှမဟုတ်တာတကားပေါ်မှာရှိနေတဲ့အချိန်စင်းအတိုင်းကျွန်တော်တို့ဖွင့်တာပဲလို့ကျွန်တော်ကပြန်ပြောလိုက်တယ်ဒါပေမဲ့ parking lot ထဲမှာကားတစ်စီးမှမတွေ့တော့မဖွင့်ဘူးလို့ပဲထင်တာပေါ့လို့သူကမကြည်မနက်ညည်းညူးတယ်လို့ပြောရင်ဖြတ်လျှောက်သွားပါတယ်ခမများအထင်မှားတာတော့အခုထင်ရှားနေပါပြီကျွန်တော်တို့ဖွင့်နေတယ်လေကျွန်တော်ကလှမ်းပြောလိုက်ပါသေးတယ်ဒါကအလုံးမှာကျွန်တော်တစ်ကြိမ်နှစ်ကြိမ်မကအကြိမ်ကြိမ်တယောက်နှစ်ယောက်မကအယောက်ယောက်နဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဖြစ်ပါရုပ်တရက်ဆိုရင်ဘာမှသိအေးမကြည့်တဲ့အကြောင်းအရာပဲလို့ထင်မိကြမှာပဲမှားပါတယ်တကယ်တော့အယမ်းမှအယမ်းကိုအရေးကြီးလွန်းတဲ့အကြောင်းအရာပါခက်တာကလက်ရှိကျွန်တော်တို့ရဲ့အခြေအနေကတူကိုနဖူးပေါ်လက်တင်အချိန်ယူပြီးတွေးခေါ်ဆင်ခြင်နေကြဖို့အခွင့်အလမ်းကအယမ်းနည်းနေပါတယ်လူတိုင်းမနဲ့မိုးလင်းကနေညမိုးချုပ်အိယာဝင်သွားတဲ့အချိန်အထိအပြေးအလွှာမနေမနာအလုတ်ရှုပ်နေကြရတာဒီလိုနဲ့တွေးခေါ်ဆင်ခြင်မှုအားနည်းလာတဲ့အခါထင်မြင်ချက်ယူဆချက်ကောက်ချက်ချတာတွေကလွဲမှားလာတာနဲ့အတူလှုပ်ဆောင်ချက်တွေကလည်းမှားယွင်းလာပါတော့တယ်အခုကိစ္စမှာနည်းနည်းလေးပြန်ကြည့်လိုက်ပါ parking lot ထဲမှာကားတစ်စီးမှမတွေ့လို့အလုတ်ပိတ်တယ်လို့ထင်ကြတာကလူအတော်များများတွေးထင်တတ်တဲ့အထင်တစ်ခုမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအထင်ကဖြစ်နိုင်ခြေအဆင့်တစ်ခုပဲဖြစ်တယ်အာကူလောက်တဲ့ထင်မြင်ချက်တစ်ခုမဟုတ်ဘူးအခုလဲလက်တွေ့ပဲမဟုတ်လားသူတို့ကိုယ်တိုင်တကားဖွင့်ဝင်လာနေပြီပဲသူတို့ထင်တယ်လို့မပိတ်လို့ပေါ့ဘာကြောင့်ဒီအထင်မှားဖို့ပဲခုခံကာကွယ်နေကြတာလဲဘာကြောင့်ပွေ့ဖက်ထားချင်ကြတာလဲအဖြေကတော့ရှစ်ဆက်မှားကြအောင်မယ်ဆိုရင်လေဂယုမဆိုင်ဘူးဆိုတဲ့သဘောပဲပေါ့ဝိညာဉ်ရေးပိုင်းမှာတော့ဒီချက်အများကြီးပူလို့တောင်အရေးကြီးနေပါတယ်တမာကျမ်းစာထဲမှာဖော်ပြချက်တစ်ချက်ရှိနေပါတယ်အဲ့ဒါကတော့လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌တေချင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏တုတ်တန်ကျမ်းခန်းကြီး16အပိုက်ငယ်25ဖြစ်ပါတယ်